အားလုံးပဲမင်္ဂလာပါပဲ channel ရဲ့ကြိုဆိုပါရစေကျွန်တော်နိုင်ထုံးပါဒီနေ့မှာတော့ you အတွက် challenge လေးတစ်ခုရှိတယ်လူတွေကိုမင်္ဂလာပါလို့ line နှုတ်ဆက်မှာတယောက်နှုတ်ဆက်နိုင်တယ်ဆို9000ရမှာအချိန်က10မိနစ်ရမယ်10မိနစ်အတွင်းမှာ10ယောက်နှုတ်ဆက်နိုင်ဘယ်လောက်ရမလဲ9000 okay အဲ့ကြိုင်ညာအခုလေးကအစင်လေးတွေလေ group လိုက်ထိုင်နေတဲ့သူဆိုတစ်ခုပဲကောက်တော့မှာနော် group လိုက်အဖွဲလိုက်ဆိုညံကောင်းလို့မရဘူးလေ10မိနစ်တွင်ဘယ်နှယောက်ဖြစ်ရမလားရတယ်ရော့ဒီမှာ record တော့လုပ်လာရမယ်နေတော့တယောက်တော့ရကျင်းနေရ okay okay ဘိုးဘိုးတွေရရင်ဘာလုပ်မှာလဲမုတ်တူစားကြမယ်နော်ဩတငယ်ချင်းတွေနဲ့ မမီးရ3 2 1 go နိုင်ပါလေမင်္ဂလာပါ okay ကြောက်ရပါပြီ yes ဟိုတော့ငါစကန်မယ်လို့ရမင်္ဂလာပါအဲ့ဆိုရင် come on မင်္ဂလာပါကိုမင်္ဂလာပါပါပြီ4 3 2 1 တငယ်ချင်းကဘာပြောချင်းလဲနည်းနည်းလေးမြန်ပို့ကောင်းနည်းနည်းစလိုးနေရနော်ပြေးရမှာပြီးရလေသူတို့ကပြောမှမပြောချင်ကြ3မိနစ်လောက်ဆိုရင်10ယောက်ပြေးနိုင်တယ် okay 3ယောက်ဆိုတော့15000ပါယေးဒီမှာ Oppo Reno 40လေးအခုနကတော့ vlog ရိုက်ခဲ့တယ်ပေါ့နော်မှန်နော်ဟုတ်ပါနော်ချောနေတယ်ဒီထဲမှာပို့ပြီးတော့ဟုတ်လားပြီးမှလည်းပုံမှန်မဟုတ်လို့လေအခုနရိုက်တဲ့အချိန်မှာလည်းအတန်းဆူညံနေတယ်ဒါပေမဲ့ဒီထဲမှာ AI vlog voice enhancer လေးပါတယ်အဲ့ဒါပုံရင်းချင်းကဆူညံတန်တွေကို short ချပေးတယ်အရှိကင်မရာရောအနောက်ကင်မရာရော support လုပ်တယ် AI vlog voice enhancer လေးတော်တော်မိုက်တယ် vlog တွေပဲရိုက်မယ်ဆိုဒီဖုန်းကိုရွေးချက်တင်တယ် 4K resolution HDR လေးရောပါဒီမှာ Oppo ကပေးတဲ့လက်ဆောင်လေးပါကျေးဇူးပါပြည့်ရှင်ပါစီလူတွေမင်္ဂလာပါလို့ line နှုတ်ဆက်မှာတယောက်နှုတ်ဆက်နိုင်တယ်ဆိုရင်9000ရမှာအချိန်က10မိနစ်ရမယ်တစ်သိန်းကို line နှုတ်ဆက်မှာတကယ်ပြီးမှာနော်တကယ်ပြီးမှာပေါ့ AI vlog voice enhancer လေး on ပေးလိုက်မယ်အဲ့ဒါဆိုရင်ပုံရင်းချင်းကစူညံတန်တွေကို short ချပေးလိုက်မယ် Okay Okay နော်ဟုတ်တယ် ready go တက်တော်လို့လို့ရှင်နဲ့အောင်မြင်မယ်တဲ့ပြောထားရဲအဲ့တော့လုပ်တယ်ဦးလေးမင်္ဂလာပါကြားရတာမြရောက်တာအဲ့ဒါဆိုချားဆိုတော့ပဲနော်လာအခုလည်းပြောရမင်္ဂလာပါဟုတ်မင်္ဂလာပါမင်္ဂလာပါရောက်ရပါတယ် okay လာမရဘူးလေညီမမသိတာမင်္ဂလာပါတရားတော့မင်္ဂလာပါဗီဒီယိုလေးပြန်ကြည့်မယ်နော်ကိုရောနာမည်ကြီးအောင်လုပ်ပေးမယ်ပြီးလို့ရှိရင် TikTok ကနေပတ်ဆက်ရပြန်ကြည့်မယ်မင်္ဂလာပါမင်္ဂလာပါရတယ်ပြေသွားပြီကဲဘယ်နှစ်ယောက်လဲဒီထဲမှာဆင့်မယ်လေမင်္ဂလာပါအဲ့တော့3ယောက်4ယောက်5ယောက်လူလိုက်ဆိုတယောက်စီကန်းချက်ကိုမပြောဘူးဟာခုနပြောတယ်တိကျအဲ့ထဲမှာပါတယ်ရပါတယ်ဟာပေးတော့ပဲယူရမှာပေါ့4ယောက်ဆိုတော့2000ပေါ့ပေးပါဦးလောက်ပါဦးဒီမှာကျေးဇူးတင်ပါတယ်ကျေးဇူးပါညီမလေးရောကျေးဇူးပါပေးရဲ့လက်ဆောင်လေးပါအောင်မြင်ပါစေ ready 3 2 1 go မင်္ဂလာပါလူမင်္ဂလာဗီဒီယိုလေးပြန်တင်မယ်နော်ရတာကျေးဇူးပါ okay good မင်္ဂလာပါလူမင်္ဂလာပါဗီဒီယိုလေးပြန်တင်မယ်နော်လူဟုတ်ရပြန်တင်လို့ရကျေးဇူးပါ okay good နေရကောင်းလိုက်မင်္ဂလာပါမင်္ဂလာမင်္ဂလာပါကိုမင်္ဂလာပါဗီဒီယိုလေးပြန်တင်မယ်နော်ကိုဟုတ်ကဲ့မင်္ဂလာပါဗီဒီယိုလေးပြန်တင်မယ်နော်ကိုမင်္ဂလာပါဗီဒီယိုလေးပြန်တင်မယ်နော်ဟုတ်ကဲ့9 10 9 6 5 4 3 2 1ယေးပြေပါပြီဆိုတော့ bro ဘယ်လိုခံစားရလဲရှင်နေရက်ခုံတယ်9ယောက်ဆိုတော့ဘယ်လောက်လဲ9ယောက်ဆို2000ခွဲပါဟူး2000ခွဲကျော်ပါဒီမှာ2000ပဲပါ9ယောက်ကျော် bro လက်ဆောင်လေးပါ bro ဟုတ်
မင်္ဂလာပါညီမ မင်္ဂလာပါ ဒီနေ့ညီမအတွက် challenge လေးတစ်ခုရှိရယ်လူတွေကိုမင်္ဂလာပါလို့ line နှုတ်ဆက်ရမှာ ဟုတ်နှုတ်ဆက်လို့ရတယ်ဟုတ် Okay အချိန်က10မိနစ်ရမယ်10မိနစ်အတွင်းမှာတယောက်ကိုနှုတ်ဆက်နိုင်တိုင်းညီမ9000ရမှာ တယောက်ကိုနှုတ်ဆက်နိုင်9000ရမယ်နော် ဟုတ်တယ် တော့မင်္ဂလာပါလို့ပြန်ပြီးတော့ဖုန်းနှုတ်ဆက်မှရမှာ ဟုတ်တယ်ဒီမှာ Oppo Reno 40 လေးပါတယ်ဒါလေးနဲ့ record လုပ်လာမှာ AI vlog voice enhancer လေး on ပေးလိုက်မယ်ပုံရင်း noise ကြာ short ချသွားတယ် ready go ရတယ် မင်္ဂလာပါကတ်လို့ရလားဟေးမင်္ဂလာပါလို့ခေါ်ရအောင်နော်မင်္ဂလာပါလို့မရမင်္ဂလာပါတယောက်ရပါတယောက်နော်မင်္ဂလာပါတယောက်ရပြီမင်္ဂလာပါလို့မင်္ဂလာပါโอเคကျေးဇူးပါမင်္ဂလာပါလို့မင်္ဂလာပါမင်္ဂလာပါလို့လို့ဆိုရမင်္ဂလာပါလို့ဆိုမင်္ဂလာပါမင်္ဂလာပါလို့မဆိုဘူးမင်္ဂလာပါလို့မဆိုဘူးလား yes လိုကန်လာလေ ဒီမှာရင်းနေအရန်ခေါ်ပြီးနည်းနည်းအားလည်းနာပါတယ်ဘာလို့ဆိုလိုက်ပေးရတယ်ဆိုတော့ဒါရဘလော့ဂါဘွားဆိုတော့လေ ဘာဖြစ်အတွေ့အကြုံအသစ်တစ်ခု right မင်္ဂလာပါလေးရ မင်္ဂလာပါ၄ယောက်ပြောနိုင်တယ်ဆိုတော့ဘယ်လောက်ရမှာ 2000ပေါ့ 2000 yay ကျော်2000ပါ ကျေးဇူးပါနော် အခုကအကိုရိုးအပတ်ချနိုင်နဲ့ Oppo နဲ့ပူးပေါင်းပြီးတော့ဒီအစီအစဉ်လေးလုပ်နေတာ ဟုတ် ဒီမှာ Oppo Reno 40စမ်းသုံးကြည့်ပါလားဘယ်လိုလဲကင်မရာလေးပါလေးကြည့်ကြည့် ကင်မရာလေးပဲကောင်းတယ်တော်တော် quality ပိုင်းတော်တော် smooth ဖြစ်တယ် အခုနညီမကိုရိုက်တဲ့အချိန်တုန်းကဘေးပတ်ဝန်းကျင်အတန်တွေမပါဘူးဟုတ် ဟုတ်တယ်အတန်းနဲ့ကြည်လင်းကြားရ ကြည်လင်းကြားတယ် AI vlog voice enhancer လေးအကုန်ဖွင့်ပေးလိုက်တာအဲ့ဒါပုံရင်းချင်းဆူညံတန်တွေကိုသူက short ချပေးတယ် ကောင်းတယ်ကောင်းတယ်တော်တော် Okay ပါလက်ဆောင်လေးပါ Oppo ကပေးတဲ့လက်ဆောင်လေး Okayတက်တာ Okay ready go start play မင်္ဂလာပါမင်္ဂလာပါကောဘယ်လိုပြန်နေမလဲကောဟမ်ဘယ်လိုလေးပြန်နေလို့ရဟုတ်ရပါဟုတ်တယ်မိုင်းမင်္ဂလာပါမိုင်း မင်္ဂလာပါ ဘယ်လိုပြန်နေမလဲမင်္ဂလာပါကောမင်္ဂလာပါဘယ်လိုလေးပြန်နေမလဲဘယ်လိုလေးပြန်နေမ 5 4 3 2 1ပြည့်သွားပြီဆိုတော့ဘယ်နှစ်ယောက်ရပါလဲ မဲ့လိုက် လာကြည့်ကြမယ်ဘယ်နှစ်ယောက်ရပါလဲ Good ၄ယောက်ရတယ် Okay အခုလိုလေးပေါ့နော် vlog လိုက်ရတော့ဘယ်လိုခံစားရလဲ bro စိတ်လှုပ်ရှား စိတ်လှုပ်ရှားတယ်ဟုတ်ပြောလား ပြော 2000ပါ bro ကျေးဇူးပါ ဘာလုပ်မှလဲ မိမမိုးဝဲချစ် အမကိုမဟုတ်ရဲ့ဒီမှာလေ Okay ပါဟုတ်ပါပြီ brother အခုက Oppo နဲ့ကျွန်တော်တို့ Aperture 9နဲ့ပူးပေါင်းပြီးတော့ဒီအစီအစဉ်လေးလုပ်နေတာ Oppo Reno 40သိလား ကြည့် ဒီမှာ Oppo ပေးတဲ့လက်ဆောင်လေးပါ Bye 3 2 1 go ရှေ့ မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါ Oh မမင်္ဂလာပါအော်မင်္ဂလာပါဟုတ်လေမင်္ဂလာပါအန်ဒီမင်္ဂလာပါ 10 မတော်ဘူး 9 အကိုမင်္ဂလာပါ 9 yes ကြည့်ပါဘယ်နှစ်ယောက်လောက်ကိုမင်္ဂလာပါလို့နှုတ်ဆက်လိုက်လဲ ၄ယောက်လားမသိဘူး อ๋อ4ယောက်ဟုတ်ပြီအကိုတို့ဒီကနေတစ်ချက်ပြန်ကြည့်ကြမယ်နော် Okay 1ယောက်โอ้2ယောက်ဟူး4ယောက်ရတယ် yes 4ယောက်ဆိုတော့ဘယ်လောက်လဲ 2000 Oh my god ကျော်ညီမရ2000အခုလိုလေးပေါ့နော် vlog ရိုက်ရတော့ဘယ်လိုခံစားရလဲ စားရဘလော့ကလောက်တာဝါနာပါတယ်လေ Oh okay အဲ့တော့ဒါ first time ဖြစ်သွားတာ Oh first time ဖြစ်သွားတာ Yes Yes good ကျေးဇူးပါပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါမဟုတ်ဒီအများကြီးစားနော် ဟုတ်ကဲ့ အခုကတော့ကျွန်တော်မင်္ဂလာပါလို့ live နှုတ်ဆက်မှာပေါ့နော်10မိနစ်အတွင်းလူဘယ်နှစ်ယောက်ကိုနှုတ်ဆက်နိုင်လဲတစ်ချက်လောက်လိုက်ကြည့်ပေးခဏလေး AI vlog voice enhancer လေးဖွင့်ပေးပါအောင် please yeah good 2 1 go show မင်္ဂလာပါကို hi မင်္ဂလာပါဟုတ်ဗီဒီယိုလေးပြနေမယ်နော်ရရ okay
Hi မင်္ဂလာပါကို Okay Hello မင်္ဂလာပါ bro မင်္ဂလာပါ Hi မင်္ဂလာပါ Andy မင်္ဂလာပါ Hi မင်္ဂလာပါမင်္ဂလာပါ bro မင်္ဂလာပါအေးဗီဒီယိုလေးပြနေပြီနော်ဘယ်နှစ်ယောက်လဲ Okay ဘယ်နှစ်ယောက်ရလဲကြည့်ကြည့်လိုက်မင်္ဂလာပါ၄ယောက်၅ယောက်ရပါတယ်ဆိုတော့2000ခွဲတင်းတင်း